တောက်တက်ပါမယ်ဒီကနေစပြီးတောက်တက်ပါမယ်ဟဲ့အခုခေါင်းလုံးရှိတဲ့နေရာတော့ပါညီမနှစ်ယောက်ညီမနှစ်ယောက်လည်းတော့ပါလိုက်ခဲ့ကြပါဦးဟဲ့နည်းနည်းလေးပဲရှိတယ်မောလိုက်ဒါပြီမောလိုက်နေတာပဲခေါင်းလုံးရှိတဲ့နေရာလေခေါင်းလုံးရှိရနေတန်မအမောနဲ့အရှုံးမပေးနဲ့ကြိုးစားဗနာနာတချင်းတော့ငါမဗနာနာတချင်းတော့အရှုံးမပေးနဲ့ကြိုးစားတတ်မယ်အရှိကြီးလိုက်ညမဒါနေဘွားတက်လန်းနေပဲနေဘွားတက်လန်းနေပဲအရှိဆက်တက်လိုက်တော့ဒါတော့ညီမနှစ်ယောက်တက်လန်းနေပဲတားလိုက်ပါအောင်ရှစ်ဆက်ပြီနောက်ဆုံးတော့ရောက်ခဲ့ပါရင်ဒါနည်းနည်းချင်ကြပါဆက်တော့ခေါင်းရှိတဲ့နေရာတော့မရောက်တယ်အပေါ်တော့တောင်ကုန်းပေါ်တော့ရောက်တယ်အခုတော့ခေါင်းရှိတဲ့ဘက်ကိုသွားနေရပါကပ်မှာဒီလက်ကလေးကနေတက်တော့ငါအကြီးများနေရာအကြီးလားလို့ပဲဟုတ်လဲခေါင်းလုံးကဒီနေရာကိုရိုက်တာဟဟေးလှလိုက်ဘယ်ကိုလှကြည့်တာလှဝါငါခေါင်းလုံးရှိတဲ့နေရာအကြီးလားလို့ပဲဟုတ်လဲခေါင်းလုံးရှိတဲ့နေရာကြီးကြီးလေးစားတော့ဆိုင်နေရဘေးနားလေးတွေလှတယ်သူကဒါဆူတောင်းထားတဲ့ဟာကြီးဒါပေမဲ့ရေးပြီးဆူတောင်းထားတာဒီရောက်ခေါင်းလုံးမှရှင်းမှာခေါင်းလုံးဘာပြလဲရောက်ပြီနဲ့တူလိုက်တာရောက်ပြီလားမသိဘူးဟဲ့တာရောက်ပြီလှလိုက်တာဒီကတော့ဗီဒီယိုထဲမှာတွေ့တဲ့အတိုင်းတောင်းခေါင်းလုံးလေးခောက်တဲ့နေရာလေးရောက်ရတာမရတာဒီထဲမှာခေါင်းလုံးမရှိရရလေသူများရေခောက်တာတွေ့ရနေရောက်လို့ရေးထားမှာဒီလုံးခေါင်းလိုက်မှာခေါင်းလုံးကျိုးခေါင်းလုံးကျိုးอ่ะခေါင်းလောင်းဒီလိုခောက်ကိုလိုဆူတောင်းလို့လေအဲ့မျိုးငါတို့မျိုးအခါမှာတော့ခေါင်းလောင်းခောက်တာလိုရဆူတောင်းလို့တော့၃ချက်ခောက်တာမဟုတ်လားတစ်ချက်ပဲခောက်ပါနဲ့ဒီမှာနာညူပါဆိုတော့ခင်ဗျာရပြီခေါင်းလုံးပဲပေါ့နော်နေရောအနီကမှန်မြောင်းနဲ့ဖြတ်မယ်အနီကမှန်မြောင်းနဲ့ကြီးခဲ့သေးတယ်လိုကြီးတော့မှန်ရဟဲ့မြင်လည်းမမြောက်ဘူးမမြင်ရပြီအေးကဲအခုတော့ညီမနှစ်ယောက်ပြန်ဆင်းပါပြီညီမနှစ်ယောက်ပြန်ဆင်းပါပြီဟိုမှာတောင်တက်တဲ့သူရဲ့စတိုင်ကိုကြည့်လိုက်အောင်လေကရုံးနဲ့လေကရုံးမဟုတ်အင်းကြီးအဖြူနဲ့ဘောင်းကြီးအရှင်နဲ့ဖက်နှက်ကိုကြည့်တောင်တက်တဲ့စတိုင်မှာဒါဒီမာလေးတောင်တက်တဲ့ဆိုင်မှာပြန်ဆင်းပါပြီပြန်ဆင်းတာပြောလိုက်အောင်ပြန်ဆင်းပါပြီပြန်ဆင်းတာတော့မမောပါဘူးပြန်ဆင်းပါပြီတောင်ချေဟိုပြန်ရမှုပေါ့နော်အဆုံးထိကြီးစုပြီးတော့ကျေးဇူးတင်ပါတယ်နောက်ကချောလေးပါနော်တတနှုတ်ဆက်လိုက်ပါဘိုင်